ဟိုဆိုတာကတော့ကျွန်တော်တို့မိုးပေါ်ကကျဲပြီးနှမ်းခမ်းရပြီးခတ်ခဲနေလို့မိုးကွင်းလောက်ပြပြလေးရောက်ထိုင်ပြီးပုံဆွဲစာအုပ်ထဲမှာအာယုံစိုက်ပြီးတစ်ခုခုကိုဆွဲနေဘေးနားမှာတမယ်ချင်းတွေဆော့ကစားနေတဲ့အတန်ကိုကြားနေတယ်သူကလည်းဒီလိုထားအဲ့ဒီအချိန်ကအေဂရီကဒီအနောက်ကနေခြေတန်းတစ်ခါပြီးရောက်အေဂရီဒုတိယခေါင်းကြီးကြီးဟေးမော်ကူဘာလို့ဒီလိုအာယုံစိုက်ပြီးဆွဲနေတာလဲမော်ကူလန့်သွားပြီးစာအုပ်ကိုအမြဲတိတ်ဖို့ကြိုးစားတယ်အေဂရီကလက်နဲ့လာသူမကစာအုပ်ကိုဆွဲနေလိုက်ပြီးကြည့်လိုက်တယ်ပကြီးသားတက်မှနေရတာကမိုးထဲမှာချီးဝါနေဆောင်ပြီးထွက်သွားတယ်သူမရဲ့ကြောပြင်လေးအေဂရီဟမ်ဒါငါမလားမိုးရွာတဲ့နေ့ကပုံလေးပဲနေမှတ်မိနေရလားမော်ကွန်းမျက်နှာလေးမြင်မြန်းသွားပြီးခေါင်းဝင်သွားတာအဲ့ဒီနေ့ကဒီကွေးလေးကလှလို့နေမကြိုက်ကြီးခက်လိုက်ပါအေဂရီအိုးဘာလို့ခက်ရမှာလဲအရန်လာတာလေဒါပေမဲ့နေကငါ့မျက်နှာကိုဆွဲတယ်ကြောပြင်ကိုဆွဲထားတယ်ငါ့မျက်နှာကဆွဲရတာခက်လို့လားအေဂရီကဆက်မှပြီးလိုက်တဲ့အခါမော်ကွန်းကသူမကိုစစ်စစ်ကြည့်လိုက်တယ်နေရောင်အောက်မှာအေဂရီရဲ့မျက်နှာလေးကပုံပြီးလိုက်တာလေမော်ကွန်းခက်တာမဟုတ်ပါဘူးနေကပကြီးကလှည့်ထက်အပြင်မှာပိုလှနေလို့ဘယ်လိုဆွဲရမလဲမသိတာစကားအဆုံးမှာနှစ်ယောက်လုံးခဏတာတိတ်ဆိတ်သွားကြတယ်အေဂရီကရှက်ကိုရှက်ကန်းနဲ့စပင်လေးကိုနားနောက်တက်လိုက်ပြီးလွယ်အိတ်ထဲကမုံထုတ်လေးကိုထုတ်ပေးလိုက်တယ်အေဂရီအပိုတွေပြောပြန်ပြီရော့ဒါငါအမေလှုပ်ပေးလိုက်တဲ့မုံနင်းပုံဆွဲလာပင်ပန်းနေမှာဆိုလို့ကြွေးလာမော်ကူးမုံကိုလှမ်းယူလိုက်တဲ့အချိန်မှာသူတို့ရဲ့လက်ချင်းထပ်ပြီးထိသွားပြန်တယ်အရင်တစ်ခါကလိုမိုးတံတွေမရှိပေမဲ့မော်ကွန်းရဲ့ရင်ခုန်တန်ကတော့အရင်အတိုင်းကျဲလောင်နေတော့မှာပဲအေဂရီမော်ကွန်းငါ့ကိုဂတိပေးထားတာမမေ့နဲ့အောင်နော်ငါပုံအပြည့်အစုံဆွဲပေးရမှာနောက်အပိတ်ချောင်းပိတ်ရွက်ချရင်ပန်းချံမှာငါလာပုံပေးရမလားမော်ကွန်းအန်အောဝမ်းတာသွားပြီးခေါင်းကိုအချိန်ချင်းညှိညိလိုက်နေတယ်အေဂရီကလက်ပြပြီးပြေးထွက်သွားတဲ့အခါမော်ကွန်းရဲ့ပုံဆွဲစာအုပ်ထဲမှာပန်းအေဂရီဆိုတဲ့နာမည်လေးကိုဖြည်းဖြည်းချင်းရေးမှတ်သွားတော့ပါတယ်ကျွန်တော်ရဲ့ကဘာငယ်လေးထဲကိုသူမတကယ်ပဲဝင်ရောက်လာခဲ့ပြီးထင်ပါရဲ့